ရိုက်ငါလေး ဘာလို့ပြနေရလဲ ဘာလို့ဘယ်ကောင်းလို့လဲ မရှိရရွာကိုသွားချင်လို့ ဟုတ်လားကိုကြီးတို့လည်းအဲ့ဒီရွာကိုသွားမလို့ဒီမလေး ပြနေရတယ်လို့ လိုက်မယ်ဆိုရင်လိုက်ခဲ့ပါလားကိုကြီးတို့လည်းကားလာတာလိုက်မလား အလားရွေးလိုက်ညီမလေး ငါကြလေလေမေးလားအောင်မေးအနေတော့ကိုကြီးတို့ကြောက်လို့လားမကြောက်နဲ့နော်